တရားဝယ်ဆိုင်တော့မလဲဒါပဲပေါ့နော်တရားတောင်းတဲ့ပုဂ္ဂိုလ်တွေမရှိတော့ဘူးမရှိပါဘူးမရှိပါဘူးတချို့နေရာတွေကျတရားတောင်းတဲ့ပုဂ္ဂိုလ်ရှိနေတယ်လို့တောင်းလို့ခဏလေးတော့မိတ်ဆက်အနေနဲ့လာတာပဲဗျာဘုန်းကြီးကစံခိုင်ရေးသိမကောင်းဘူးဟုတ်လားနော်မနေ့တော့ကပဲတရားဝယ်ဖြစ်ဖို့ဘေးကနေအစီအစဉ်တွေပြောကြတာဘုန်းကြီးကလည်းအားနာပါတယ်အကျိန်နဲ့သူတို့ပြောတယ်ပြီးတော့မှမနေ့ကအိယာချတာရင်ဘုန်းကြီးကမူးပြီးတော့အန်တော့သူတို့ဒါအောင်ရှိတဲ့ပုဂ္ဂိုလ်ကရွှေလာမင်းစေုံတောင်းရောက်လာပို့ပေးတယ်နေ့လယ်7 နာရီလောက်မှပြီးတာသူတို့ရစင်သားတွေပါအကုန်အဲဒီတော့ဆရာတော်ကလည်းတွန်လေးဆရာတော်ဝိနကလည်းအမြဲတမ်းရင်းနှီးတဲ့ပုဂ္ဂိုလ်ဖြစ်တာအစောကြီးကလည်းပြင်ထားတာအဘုန်းကြီးကဒါလေးကိုသွားပြီးတော့မြင်တယ်ညကိုတရားဟောအောင်မှမပြောပါဘူးဘုန်းကြီးနေ့လယ်ကျမှပြောလိုက်တယ်နည်းနည်းလေးလင်းလာတဲ့အချိန်ကျမှဒကမာကြီးတွေဘုန်းကြီးရှောက်အောင်အဲ့လိုဖြစ်နေမလာနိုင်တော့ဘူးဆိုဒကမာကြီးကလည်းလိမ်ပါပါတယ်ပြောတတ်ပါတယ်အရှင်ဘုရားပလင်မော်တက်ပြီးတော့မျက်နှာလေးပြပြီးဆင်းသွားတယ်ရပါတယ်ရှင်ဘုရားမျောနေရတော့ပါဘုရားဆိုတယ်ရောက်လာတာတရားတွေကတော့အရှိကြီးမဟောနိုင်ဘူးဟုတ်တယ်မလားနော်မြင်ဘူးကြတယ်ဆိုရင်တော်ရောပေါ့ဟုတ်တယ်အာဟောဆရာပဲဓမ္မကြီးကလည်းပြောတယ်ဒီမှာဟုတ်လားနော်ကုသိုလ်ပြုနေကြတာဟုတ်တယ်မလားနော်အာဟောဆရာပါပဲဆရာတော်ကြီးတွေဥဆောင်နေပြီးတော့လုပ်ကြတာအဲဒီတော့လောကမှာအသက်ရှင်နေတဲ့လူသားတွေအတွက်အလိုအဆုံးအရာဆိုတာ၄မျိုးရှိနေတယ်၄မျိုးရှိနေတယ်နံပါတ်1ကစားကြတဲ့နော်ဘယ်လူသားမှအသက်ရှင်နေတဲ့ပုဂ္ဂိုလ်မှများဘယ်ပုဂ္ဂိုလ်မှမစားဘဲနဲ့မနေနိုင်ဘူးစားကြရတာပဲဒါမှအသက်ရှင်မှာဟုတ်တပ်ပိတ္တအာဟာရထိတိကတဲ့ဟုတ်တယ်မလားနော်အာဟာရမရှိရင်ခွေးရိုင်တော့တာပဲအဲဒီတော့ယောဂမှာတော့ထမင်းမစားရတာလည်းပဲယောဂတစ်မျိုးပဲတဲ့ရှင်းတော့ပြောကြတာဟုတ်လဲဟုတ်တာပဲဟိုခေါင်းကိုက်လို့ဘိုင်းနာလို့မှယောဂမဟုတ်ဘူးထမင်းမစားရရင်လည်းနေကြည့်ပါလားအထိပ်ပဲနော်လူဟာလိုလင်းကိုနေမကောင်းတော့ဘူးရေလိုမကောင်းတော့ဘူးဗမာစကားပုံရှိတယ်လေထမင်းအသက်9ရက်တို့ရေသက်10မိနစ်တို့ဆိုတာမျိုးတွေဟုတ်လားနော်အဲဒီတော့လူတိုင်းကစားရပါပဲစားကြတာလိုအပ်တာဒီမှာဘုန်းကြီးတွေလေဟုတ်တယ်မလားဘုန်းကြီးဟန်နေစားကြလိုအပ်တာပဲအားတရားဓမ္မတွေစားကြလိုအပ်တာပဲဘယ်ပုဂ္ဂိုလ်ဖြစ်ဖြစ်အစားတော့ကတော့လိုအပ်တာဖြစ်တဲ့အတွက်နံပါတ်1အလိုအဆုံးရာစားကြပဲတဲ့နံပါတ်2ကျတော့ဝတ်เสียတဲ့ဝတ်เสียလည်းလိုအပ်တာပဲဗမာနိုင်ငံမှာတော့မရှိပါဘူးတုံးလုံးနေတဲ့ပုဂ္ဂိုလ်တွေဟုတ်တယ်မလားနော်ဟိုအိန္ဒိယတို့ကျတော့တုံးလုံးနေတဲ့ဘုန်းကြီးခိုင်းနေရှိတယ်နော်ဒီဘက်ခေတ်မိပါတယ်သူတို့တွေသိမှာပါဟုတ်တယ်မလားနော်ဟိုဖះလက်ထက်တုန်းကတိတ်ထီဆရာကြီး6ယောက်ဆိုတာကြားဖို့ရမှာပေါ့အဲ့ဒီထဲက9ယောက်ရဲ့ခိုင်းနေရတော့ပျောက်သွားပြီသူတို့ကဘာမှသိအခြေမြင့်မရှိလို့ပျောက်သွားတာလောကကြီးမှာဗုဒ္ဓဘာသာတရားတော်ကအကြောင်းနဲ့အကျိုး2မျိုးရှိတယ်အဲ့ဒီအကြောင်းနဲ့အကျိုးဆက်ဆက်မှုကိုလက်ခံတာဗုဒ္ဓဘာသာတရားတော်အဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဏဆိုတစ်ခုနဲ့တစ်ခုဆက်ပြီးတော့သူကတန်ခွင်းဆက်လေးတွေတွားတာအရင်ဘဝတွေကရှိခဲ့လို့အခုဘဝရှိတာနောက်ဘဝလည်းဆက်ရှိနေဦးမှာပဲအဲ့ဒါဗုဒ္ဓဘာသာတရားတော်ရဲ့သဘာဝဟုတ်ပြီလားအကြောင်းကြောင့်မို့အကျိုးဖြစ်တယ်တဲ့ဟေတုနဲ့ဖလတဲ့ဟေတုဆိုတာအကြောင်းဖလဆိုတာအကျိုးပစ္စယတဲ့ပစ္စယဆိုတာလည်းအကြောင်းပဲဝိပါကဆိုတာလည်းအကျိုးပဲဇနေတိတရိတံပါကံတို့ဘာလို့ကြားဦးကြမှာပေါ့ဟုတ်တယ်မလားနော်အကြောင်းနဲ့အကျိုးဆက်ဆက်မှုကိုဗုဒ္ဓဘာသာတရားတော်ကလက်ခံတယ်သူတို့ခိုင်း6ခိုင်းကပုံကိုယ်တွေပျောက်သွားတဲ့9ခိုင်းမှာတချို့ခိုင်းကတော့အကြောင်းကိုပယ်တယ်တချို့ခိုင်းကြလည်းအကျိုးကိုပယ်တယ်တချို့ခိုင်းကြလည်း2မျိုးလုံးပယ်ဆိုတော့သူတို့ခိုင်းတွေကဘာမှအခြေမမရှိတော့ခင်ကြီးချိန်အိန္ဒိယနိုင်ငံကနေပျောက်သွားတာပဲခိုင်းတစ်ခိုင်းကြံနေကြတယ်6ခိုင်းနဲ့ကခိုင်းကြံနေတယ်အဲ့ဒါနိခန္ဓနာတပုဒ္ဒါခိုင်းခင်ကြီးချိန်ကျတော့သူကအိန္ဒိယနိုင်ငံမှာဂျိန်းခိုင်းလို့ခေါ်တာပေါ့ဘုန်းကြီးတွေကဒီတိုင်းပဲအဝတ်မိုးကြဘူးရင်ကျေးတဲ့လူအဖွဲ့အစည်းကအဝတ်မိုးတာကိုလက်မခံတော့တဲ့အတွက်အိန္ဒိယနိုင်ငံရဲ့အပြင်ဘက်ကိုတော့သူတို့မထွက်ပါဘူးအိန္ဒိယနိုင်ငံထဲမှာပဲသူတို့ရှိနေတယ်သွားတော့အထင်မသေးနေကြသူတို့တွေအမလီတကယ်တစ်ထက်တန်းစားပုံကိုယ်တွေချမ်းသာတဲ့ပုံကိုယ်တွေမှာကိုးကွယ်တဲ့ပုံကိုယ်တွေဖြစ်တယ်ဆိုကြပါစို့နော်လူသားအလုံးကအဝတ်မိုးပဲလည်းမနေနိုင်ဘူးစားเสียဝတ်เสียဟုတ်တယ်မလားနံပါတ်3ကျတော့နေเสียတဲ့နေเสียလည်းလိုအပ်တာပဲအမိုးအကာပေါ့ဟုတ်တယ်မလားအပေါ်ကနေမိုးရေကြရင်နှာရှိတယ်ချောင်းဆိုးတယ်ဘေးကနေတွေတိုက်ရင်ဖြားမယ်နာမယ်ဟုတ်တယ်မလားအပေါ်ကမိုးတံကိုကာဝယ်ဖို့အတွက်
အမိုးလိုအပ်တယ်ဘေးကနေလေတိုက်တာကိုကာဝယ်ဖို့အတွက်အကာလိုအပ်တယ်ဟုတ်တယ်မလားနော်တခါတော့ကနာမည်ကြီးခဲ့တယ်မလား shelter for all ဆိုပြီးတော့ဟုတ်လားနော်အားလုံးအတွက်နေစရာဆိုပြီးတော့စီမံကိန်းတွေပါနဲ့လုပ်ပြီးတော့ပေါ်ဆောင်ခဲ့ကြသေးတာပဲအောင်မြင်တယ်မအောင်မြင်တယ်တော့ကိုယ့်အကိုစဉ်းစားကြည့်ကြပါဟုတ်တယ်မလားနော်လူတိုင်းနေတိုင်းနေစရာရှိဖို့ဆိုချောင်ပုံလေးနဲ့လုပ်ခဲ့တာအဲဒီတော့လူသားတွေအတွက်အမိုးအကာလေးကလည်းလိုအပ်တာပဲတဲ့ကျမ်းမာရေးအတွက်ကိုဟုတ်တယ်မလားနော်မိုးရွာနေတယ်လမ်းမပေါ်သွားအိတ်နေတော့သွားချိုင်းနေကြီးပေါ့ဒါလည်းယောဂဗျာတွေဖြစ်လာမှာပဲအဲဒီတော့လူသားတိုင်းအားလုံးအတွက်နံပါတ်3အရေးကြီးဆုံးကလည်းနေစရာပဲနောက်နံပါတ်4ကျတော့ဒီခန္ဓာကိုယ်ကြီးကတဲ့ပထဝီအာဘောတေဇောဝါယောဓာတ်ကြီးလေးပါးနဲ့တိဆောက်တာတခါတခါမကြမ်းမမာဖြစ်တယ်လေဟုတ်တယ်မလားအဲ့ဒီအတွက်ဆေးဝါးဆိုတာလေလူအပ်ပြန်ရောတဲ့ပြဆေးဝါးတဲ့ဒါကြောင့်မလို့ပြန်ပြောမယ်စားစရာဝတ်စရာနေရာဆေးဝါးဘယ်သူမှဆိုလူအပ်တာပဲတဲ့လူသားမှန်တယ်ဗျဘုန်းကြီးတွေလည်းလူအပ်တာပဲလူသားတွေလည်းလူအပ်တာပဲအဲ့တော့လူသားတွေကတော့ကိစ္စမရှိဘူးတဲ့အဲ့ဒီ၄မျိုးကိုရဖို့အတွက်အရေးကြီးဆုံးချက်ကတော့ဒါပဲပိုက်ဆံပဲဟုတ်တယ်မလားလူသားတွေမှာကာယအာညာနာနဲ့ရှာတယ်အဲ့ဒီအတွက်ရှာအဲ့ဒါပိုက်ဆံကဒီ၄မျိုးလုံးကိုပြီးစိန်နိုင်တယ်ဟုတ်တယ်မလားနော်စာထဲမှာじゃတိတ်အာဟောရှာကောင်းတယ်သူ့ကိုပိုက်ဆံကိုခေါ်တဲ့အခေါ်လေးတစ်ခုရှိတယ်တပ်ဖတ်ထက်ကတဲ့ရှေ့ကတာလေးနောက်ကဘာလက်ချက်လေးနှလုံးဆင့်ထားတယ်နောက်ကတာဝင်းမူလေးနဲ့ထားဆင်လေးနဲ့ဆင့်ထားတယ်နောက်ကကြီးလေးတပ်ဖတ်ထက်ကတဲ့အရာအလုံးကိုပြီးစေတယ်တဲ့ကြာဆိုလိုတာပမာပိုက်ဆံကစာထဲမှာသုံးထားတာဟုတ်လားနော်ဘုန်းကြီးအမြဲကျမ်းဖန်ပြောနေထင်မြင်တယ်အရာအလုံးကိုပြီးစေတာတပ်ပတ်ထက်ကပဲပိုက်ဆံပဲတဲ့အခုဒီ၄မျိုးလောက်ကတော့ပြောမိနေဘောထည့်ပြီးတော့ဟုတ်တယ်မလားနော်အဲ့တော့တရားဓမ္မတွေကကိုယ်လိုအားနဲ့ကိုယ်လုပ်တာပဲပိုက်ဆံရှာနိုင်ရင်ရှာနိုင်တယ်လို့အဲ့ဒီ၄မျိုးဟာပြည့်စုံပါပဲဟောဘုန်းကြီးယဟန်နေတဲ့နော်ဘာမှမရှာကြဘူးရှာဖွေကြဘူးဘုန်းကြီးရဟန်းတွေမှာကုံသွယ်တာလည်းမရှိလဲလောက်တာလည်းမရှိပွဲစားလောက်တာလည်းမရှိဝန်တန်းလောက်တာလည်းမရှိတော့အဲ့ဒီ၄မျိုးအတွက်ဘယ်လိုလုပ်ဖြည့်ရှင်းမလဲဘယ်လိုလုပ်ဖြည့်ရှင်းမလဲနော်ရဟန်းခံမှုတဲ့တရားကြီးတွေသိမှာပေါ်သိမ့်ထဲမှာဆရာတော်ကြီးတွေကရဟန်းခံပြီးပြောတယ်ဟုတ်တယ်မလားနော်မင်းတို့တပည့်တော်လောကမှာအရေးကြီးဆုံးကအဲ့ဒီ၄မျိုးရှိတာအဲ့ဒါနဲ့ပတ်သက်ပြီးမအပ်မရတွေများမလုပ်ကြနဲ့မိစ္ဆာဇီဝလို့ခေါ်တယ်နော်အဲ့လိုမအပ်မရတွေနဲ့လုပ်တိုင်းပြီးတော့စားနေမယ်ဆိုရင်ရသော်ဗျာမိစ္ဆာဇီဝလို့သတ်မှတ်ထားတယ်နော်မတန်ရှင်းမှုပေါ့အတိတ်ပဲအသက်မွေးမှုဟာမတန်ရှင်းမှုလို့ဆိုလိုတာဟုတ်တယ်မလားနော်လူတွေမှာလည်းအဲ့တိုင်းပဲလေခိုးဆိုရိုက်နဲ့လူရက်ပြီးတော့နေမယ်ဆိုဒါမိစ္ဆာဇီဝပဲပိုက်ဆံတော့ရတယ်သူကတာမန်ဟိုပါတယ်တာမန်အာဇီဝမဖြစ်ဘူးတာမန်အာဇီဝဆိုတဲ့စကားလုံးလေးတော့ကြားဘူးကြပါပါဟုတ်တယ်မလားနော်သူနဲ့ဆိုင်ကျင်ပဲမိစ္ဆာဇီဝကြတော့ကြားဘူးတဲ့ပုဂ္ဂိုလ်နဲမှာသူ့ရဲ့ဆိုင်ကျင်ပဲရိုးရိုးသားသားရှာဖွေလေဈေးအောင်ဈေးဝယ်လုပ်တယ်ကုန်တယ်ပွဲစားလုပ်တယ်ဟုတ်တယ်မလားနော်ဒါတော့နဲ့ရှာဖွေလို့ရတဲ့ပိုက်ဆံစီးပွားဟာအဲ့ဒါတာမအာဇီဝပဲအဲ့လိုမှမဟုတ်ဘဲနဲ့ဖြတ်လန်းကလိုက်တဲ့ပြီးခိုးဆိုးလူနိုင်တဲ့သူများပေါ်ခေါင်းပုံဖြတ်ပြီးတော့မတရားရလာတဲ့ပိုက်ဆံမျိုးကတော့မိစ္ဆာအာဇီဝဖြစ်တယ်တဲ့ကြာဟုတ်လားနော်အဲ့တော့အဲ့ဒါမျိုးကိုဘုန်းကြီးဗုဒ္ဓမြတ်စွာဘုရားတော့အားမပေးပါဘူးဗျာဒါကြောင့်မလို့တန်ဃာတော်ရှင်မြတ်တွေကိုလည်းအဲ့ဒါမျိုးမဖြစ်အောင်ဆိုပြီးတော့မြတ်စွာဘုရားရှင်ကပိန်ထဲမှာလည်းယဟန်ဖြစ်တာနဲ့ဒီပိုင်းနဲ့ပြောတယ်မင်းတို့၄မျိုးရှိရနော်အလိုအဆုံးအရာ၄မျိုးအဲ့လို၄မျိုးနဲ့ပတ်သက်ပြီးဘယ်လိုလိုက်နာကျင့်သုံးရမလဲဆိုတာမင်းတို့တွေနားထောင်ဆိုမြတ်စွာဘုရားပြညတ်ထားလိုက်တာတန်ဃာတော်အရှင်မြတ်တွေအတွက်စားစရာတော့ဘာမှမလိုပါဘူးတဲ့ဟောတပိတ်ကလေးတစ်လုံးရှင်ပြီးတယ်ဟုတ်တယ်မလားမနေ့မိုးလင်းလာရင်တပိတ်လေးသင်္ကန်းလေးယုံတပိတ်လေးလွယ်တဲ့ပြီးတော့လမ်းမပေါ်ထွက်လာပြီးကြည်ညိုတဲ့ပုံကိုယ်တွေကနော်ထွက်ပြီးတော့လောင်းရတာပဲတော်ပြီတဲ့စားစရာတနေ့တစ်ထပ်ဆိုရင်လုံလောက်ပြီတဲ့နော်တန်ဃာတော်ရှင်မြတ်တွေကတော့သူကဟိုတန်ဃာတော်ရှင်မြတ်တွေရဲ့အကျင့်ကိုအကျဉ်းချုပ်လိုက်လို့ဆိုနှစ်ချက်တည်းရှိတယ်တန်ဃာတော်ရှင်မြတ်တွေရဲ့အကျင့်နော်ဟုတ်တယ်မလားဧကသေးရတဲ့ဧကသေးရတဲ့နံပါတ်1ကနော်တယောက်တည်းအိပ်ရတယ်ဧကဗတ္တိကတဲ့တစ်ထပ်ဆင်းစားရတယ်အဲ့ဒါတန်ဃာတော်ရှင်မြတ်တွေရဲ့အကျင့်ပဲဒီစကားလုံးလေးနှလုံးနဲ့အကျဉ်းချုပ်နိုင်တယ်ဟုတ်တယ်မလားဧကသေးရတော့အလုံးသိကြမှာပါဧကဗတ္တိကဆိုတာကြတော့မနေ့အာယုန်တက်ကနေပြီးတော့နေ့လယ်12နာရီအတွင်းသူကသူစားနိုင်လို့10ချိန်စားနေတယ်အဲ့ဒါဧကဗတ္တိကပဲတစ်ချိန်နဲ့စားတယ်လို့ခေါ်တယ်ဟိုဘက်ကျတော့12နာရီကနေဟိုဘက်ကျော်သွားပြီးအာယုန်မတက်သေးဘူးအချိန်တွဲဆိုတော့သူကဝိကာလလို့ခေါ်တယ်မစားကောင်းတော့မစားကောင်းတော့ဘုန်းကြီးရန်ဒီညနေစာမစားကောင်းတော့ဥပုပ်တွေအခုလိုဥပုပ်ဆောင်နေဆိုရင်ညနေစာမစားတော့ဟုတ်တယ်မလားနော်ဝိကာလလို့ခေါ်တာပေါ့မစားကောင်းတဲ့အကျင့်ပဲ
အဲ့တော့ဒီဘက်ခေတ်မှာသိပ္ပံနည်းကလည်းပဲအဲ့ဒီညနေစာစားတာကိုသိပြီးတော့သူကအပြစ်မြင်တယ်ပြအဲ့ဒါမှတ်ထားကြအောင်အင်္ဂလိပ်ကြီးကသိပ္ပံနည်းရတော့ပေါ့နော်အစားတောင်းနဲ့ပတ်သက်ပြီးတော့တဲ့နော်မလက်စာပေါ့နေ့လည်စာစားပြီးရင်တရေတမောလေးလှဲရမယ်အနားယူရမယ်အိပ်ရမယ်ပေါ့အထက်ပြဟုတ်တယ်မလားတနားရီလောက်သားညနေစာစားပြီးဆိုလမ်းလျှောက်ရတယ်ဗျာလမ်းလျှောက်ရနော်ဟောဒီလူသားတွေညနေစာစားပြီးလမ်းလျှောက်တဲ့ပုဂ္ဂိုလ်ဆိုတာတိတ်ရှားပါတယ်10ယောက်တယောက်ရှားတယ်ဟုတ်တယ်မလားနော်အဲ့ဒီအချိန်မှာအဲ့ဒီယောဂတွေကဝင်တာပဲဘုန်းကြီးဟန်နေအသက်ရှည်တယ်ဘာအသက်ရှည်တာတော့နိုင်ငံသားတွေကသွားတွေ့တယ်အဲ့ဒီညနေစာမစားတာပဲညနေစာမစားတာအသက်ရှည်ခြင်းကြောင်းပဲနော်ဘုန်းကြီးဟန်နေတစ်ချက်တည်းပဲစားတယ်ညနေစာမစားကြတော့ဘူးအဲ့ဒါကိုကျမ်းမာရေးကောင်းတာပဲပြောရမယ်ဆိုရင်တော့လူတွေဆိုရင်အခုအသက်60ဆိုရင်သူကဗာလဲပင်စင်တွေဗာပေးပြီးဝန်ထမ်းဘဝဟုတ်တယ်မလားဘုန်းကြီးဆိုတော့ပြောမင်းနဲ့အသက်60လောက်မှသူကတကယ်ဟိုအရွယ်ကောင်းပဲရှိသေးတယ်အရွယ်ကောင်းပဲရှိတယ်သီလသိက္ခာသမာဓိသိက္ခာပညာသိက္ခာတွေပြည့်စုံတဲ့အရွယ်ပဲဟုတ်တယ်မလားနော်လူတွေကြတော့60ဆိုရင်60ကျော်သွားပြီဆိုရင်ဒါသူကပြောရရင်တော့အာမနာလန်ပြောရင်တော့အိုးကုန်တော့တာပေါ့ဟုတ်တယ်မလားနော်ဘုန်းကြီးတွေကဒီလောက်ကြီးတောင်မကြသေးပါဘူးအသက်ရှည်ကြပါလေဘုန်းကြီးကနေဆေးဝါးတွေအကူကြီးတွေလည်းပါကြမှာပေါ့လေတဲ့ဗျာနော်အဲဒီတော့အစားနဲ့ပတ်သက်ပြီးတော့လည်းဘုန်းကြီးတို့ဗုဒ္ဓမြတ်စွာကအဲ့ဒါလိုပြညတ်ထားတာတစ်ထပ်တည်းပဲစားတော်ပြီတစ်ထပ်တည်းစားရဆိုမလို့တည်းလုံလောက်တယ်ဆိုပြီးတော့အဲ့ဒါပြညတ်ထားရတာလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ခဲ့တဲ့ကပြညတ်ထားခဲ့တာလူမှုစည်းကမ်းတွေပဲဒါအသေးလေးပြောရရင်ဟုတ်တယ်မလားလူသားတွေလိုက်လာရမယ်စီမင်းစည်းကမ်းတွေလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်တွေကဘုရားမြတ်စွာကပေါ်ထုတ်ခဲ့တာဒီနေ့ချိန်ကြီးခေတ်မီနေလုံးပဲဘုရားမြတ်စွာဘုရားဟောကြားတော်တဲ့တရားတော်တွေတော့ဆိုကြပါစို့သစ္စာ၄ပါးကိုဟောသွားတယ်တကယ်ကိုလာကဘာကိုလူရောက်အောင်လူသွားနိုင်တယ်ဆိုတဲ့သိပ္ပံပညာရှင်တွေတောင်မှဘုရားဟောသွားတဲ့တရားတော်တွေက၄မျိုးကသစ္စာ၄မျိုးကတစ်ခုလိုနေတာမပြည့်စုံသေးဘူးထပ်ထည့်ကြစေအောင်လို့၅ပါးလုံးကြစို့ဘယ်သူမှမလုပ်နိုင်ဘူး၄မျိုးမဟုတ်ပါဘူးတစ်ခုကပိုးနာပါ၃မျိုးလုံးကြအောင်ဆိုတစ်ခုလျှော့လိုက်ကြအောင်ဆိုဘယ်သူမှမလုပ်နိုင်ဘူးဟုတ်တယ်မလားလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်တည်းကခေတ်မီနေတာသဘာဝတရားတွေမြတ်စွာဘုရားဟောကြားလာတဲ့သဘာဝတရားတွေဘုန်းကြီးတို့ဗမာနိုင်ငံဆိုတာစပေါ်တာမှအနော်တာမင်းလက်ထက်ကြောက်ကမှစပေါ်တာဘုရားပွင့်ပြီးတော့ဘုရားဗုဒ္ဓသာသနာတော်ကြီးပွင့်ပြီးတော့နှစ်ပေါင်း1500ကျော်မှဗမာပြည်ရောက်လာတာဒီနေ့နှစ်ပေါင်း2500ကျော်သွားပြီဒီပံသာသနာတော်ကြီးကဟုတ်တယ်မလားနော်ထေရဝါဒဘုရားသာသနာအဲ့တော့စဉ်းစားကြည့်တော့ဗမာနိုင်ငံရဲ့လူရင်ချင်းကနှစ်ပေါင်း1000လောက်ရှိသေးတာအဲ့ဒါအနောထာမင်းကြီးလက်ထက်ကျမှစပေါ်လာတာဟိုးသူ့ရဲ့နှစ်ပေါင်း1500ကျော်လောက်တည်းကဗုဒ္ဓဘာသာဗုဒ္ဓမြတ်စွာဘုရားဟောကြားသွားတဲ့တရားတော်တွေဟာခေတ်မီနေတော့ခဏချိန်ခေတ်မီမှာပေါ်တာလူသားတွေအားလုံးအတွက်တွေ့ရမယ့်အရာအထုတွေကိုဘုရားဟောထားတာဟုတ်တယ်မလားဘယ်ခေတ်ကလူတွေဖြစ်ဖြစ်လူတွေဟာလူသားပဲဒီတိုင်းနေမှာပဲလောဘဒေါသမာနတွေအပြည့်ရှိပါပဲလေရှေးတုန်းကလူတွေကတော့ကိလေသာတရားတွေလောဘဒေါသမာနတွေ10ပါးရှိတယ်နောက်လူတွေကတော့တစ်ဖြည်းဖြည်းနဲ့နည်းနည်းကိုလို့10ပါးပဲရှိတယ်လေ6ပါးပဲရှိတော့တယ်ထုံးစံမရှိပါဘူးအရင်တုန်းကလူတွေ10ပါးဆိုတော့အခုလူတွေလည်း10ပါးနေမှာပဲဟုတ်တယ်မလားဘာလို့လဲသူ့ရဲ့ဒါတွေကဓမ္မပါတရားတွေကိုဘယ်တော့မှပျောက်မသွားနိုင်ဘူးပတ်ဝန်းကျင်နေနဲ့မပျောက်တာကိုပြောတာခန္ဓာကိုယ်ရဲ့ကြာပျောက်လို့ရတယ်လေခန္ဓာကိုယ်ရဲ့ကြာပျောက်လို့ရတယ်ဒါကြောင့်မို့လို့တန်ဃာတော်ရှင်မြတ်တွေအတွက်ကတော့စားစရာဝတ်စရာနှမျိုးပြီးသွားပြီဟုတ်တယ်မလားနော်နေစရာတဲ့ဒကာဒကမတွေကလှူကြတယ်အကြောင်းကြီးတွေဆောက်လှူကြတယ်နော်ဒကာဒကမတွေတောင်းပေါ့နောက်တကဆေးဝါးတယ်အခုဒါစကားဆက်ပြီးတော့ပြောမှာဒါမနေ့ကဘုန်းကြီးသွားပြီးတော့ရွှေလာမင်းဆေးရုံနဲ့သွားကုတယ်ဟုတ်လားနော်ဘုန်းကြီးတွေမကောက်ဘုန်းကြီးရဲ့ဆေးဝါးကတည်းကသူဘာမှမယူတဲ့ပြင်လိုက်ဖို့လေဥစဉ်တွေရောကပ္ပိယတွေရောသူကဆုံးနေတော့သူကကတ်ကြနေတာခါမဲ့ဆိုပြီးတော့နော်ဒါကြောင့်မို့ဘုန်းကြီးရဟန်းတွေအတွက်ကတော့ဒကာဒကမတွေကအတန်းတိုင်ဆုံးပြုစုစောင့်ရှောက်နေကြတာပါဆိုလိုတာကတော့နှစ်ပေါင်း2500ကျော်သွားတဲ့ဗုဒ္ဓသာသနာတော်ကြီးကခဏချိန်ဒီစတွေ့နေရတာဒီဘုန်းကြီးရဟန်းတွေကြီးရွေကြီးချောင်းလို့တော့သွားမထင်နေနဲ့ဘယ်နှစ်ဘက်ရှိနေတယ်ဟုတ်တယ်မလားဒီဘက်ကဆရာဘက်ပေါ့ဒီဘက်ကဒကာဘက်ပေါ့ဆရာတွေဘက်ကပရိယပฏิပတ်သာသနာတာဝန်လုပ်ငန်းတာဝန်တွေဆောင်ရွက်တယ်အဲ့ဒီလုပ်ငန်းတာဝန်တွေဆောင်ရွက်ပြီးတော့ဒီဘက်ကနေပြီးတော့ဆွဲလာတာဗုဒ္ဓဘာသာတော်ကြီးကိုဟုတ်တယ်မလားသူတို့ကတော့ဓမ္မနုခလို့ပြောတယ်ဓမ္မနုခလို့ပြောတယ်ပရိယပฏิပတ်လုပ်ငန်းတွေလုပ်တယ်ခုစာသင်တိုက်ကြီးတွေရှိတယ်စာသင်နေကြတာလေ
ဘုရားရှိခိုးတဲ့တရားအထုတ်တဲ့ရိတ်တာကြီးတွေဒါပฏิပတ်လုပ်ငန်းတွေလုပ်တာစာလိုသုံးတော့ဂန္ဓဒုရနဲ့ဝိပဿနာဒုရတဲ့နှစ်မျိုးဂန္ဓဒုရဆိုတာစာပေကျမ်းဂန်တင်အန်နဲ့ပရိယလုပ်ငန်းတော့ဝိပဿနာဒုရဆိုတာပฏิပတ်လုပ်ငန်းဟုတ်တယ်မလားအဲ့လိုသုံးတာပေါ့အဲ့တော့တန်ဃာတော်ရှင်မြတ်တွေကဒီလုပ်ငန်းတွေလုပ်နေတယ်သူတို့အတွက်အဲ့ဒီလုပ်ငန်းတွေကိုလုပ်နေတဲ့အတွက်ခုနကတော့ပြောတယ်၄မျိုးဘယ်နဲ့လုပ်မလဲနော်ဘုန်းကြီးရန်တွေလည်းစားတာပဲဝတ်ကြတာပဲနေစရာလိုအပ်တာပဲဆေးဝါးလိုအပ်တာပဲအဲ့တော့လိုအပ်တာတွေကိုဒီဃာတော်မတွေကထောက်ပံ့နေတာဘုန်းကြီးရန်တွေကညာဘက်ကနေနိဗ္ဗာန်ကိုသွားနေတယ်ဓမ္မနုကနဲ့ဃာတော်မတွေကဘယ်ဘက်ကနေပြီးတော့ပစ္စယနုကနဲ့လိုအပ်တဲ့ပစ္စည်းတွေပါကိုထောက်ပံ့နေပြီးတော့သွားနေတယ်ဟုတ်တယ်မလားအဲ့လိုနှစ်ဖက်ဘက်ညီတွေလို့ခဏချိန်ကြီးအောင်ဒီသာသနာတော်ကြီးကိုတွေ့နေရတာတစ်ဖက်ဖက်ကိုစိတ်ကူးနဲ့ပျောက်ကြည့်တတ်မှာဘုန်းကြီးတွေကတော့ရှိနေသေးတယ်လူမဲ့တမ်းမဲ့တရားဓမ္မမရှိဘူးဘုန်းကြီးတွေကနေခုနက၄မျိုးဘယ်နဲ့လုပ်မလဲဟုတ်တယ်မလားဘုန်းကြီးတွေကတော့ရှိနေတဲ့တရားဓမ္မတွေကမရှိတော့ဘူးဆိုလို့ရှိရင်ဒီဘုန်းကြီးတွေဘာသွားစားမလဲဟုတ်တယ်မလားနော်တရားဓမ္မတွေကမရှိတော့ဘူးဘုန်းကြီးတွေရှိတယ်ဆိုဘာသွားစားမလဲဘုန်းကြီးတွေကတော့ရှိနေသေးတယ်ဒီတရားဓမ္မတွေကလူမဲ့တမ်းမဲ့ပုံကမှမရှိတော့ဘူးဆိုလည်းဒီဘုန်းကြီးတွေဘယ်လိုလုပ်အသက်ရှင်မလဲအသက်ဆက်မလဲဟုတ်တယ်မလားနော်ပြောရရင်တော့ဗုဒ္ဓမြတ်ဆိုတာအိန္ဒိယနိုင်ငံမှာပွင့်ခဲ့တာခဏချင်းရောက်ခုတဲ့ပုဂ္ဂိုလ်တွေဗုဒ္ဓဂယာဆိုတာအများကြီးရှိမှာသို့တော့အနှစ်300လောက်ပဲအဲ့ဒီအိန္ဒိယနိုင်ငံမှာဘုရားပရိနိဗ္ဗာန်ဆံပြီးအနှစ်300လောက်ပဲဗုဒ္ဓဘာသာခံတယ်ကြာစီကြတော့မခံတော့ပျောက်ထွက်သွားတာဟိုတီးတင်တာကိုရောက်သွားတာမြတ်စွာဘုရားပရိနိဗ္ဗာန်ဆံပြီးအနှစ်200ကျော်လောက်ပါတီးတယ်မှာတောကမြည်ဆိုတာလူတိုင်းကြားဘူးတယ်ဟုတ်တယ်မလားနော်အဲ့ဒီရှင်မြင်းကြီးလက်ထက်မှာရှင်မြင်းကြီးကအမျော်မြင်ကြီးမားလို့ငါလက်ထက်သာဒီငါနိုင်ငံမှာဗုဒ္ဓဘာသာထွန်းကားတာနောက်တစ်ချိန်ကျတော့ခက်တယ်ဆိုပြီးတော့အဲ့ဒီရှင်မြင်းကြီးကကိုယ်တိုင်ကိုယ်ဌာနဆိုတာလနာပြုတွေလှုပ်ခဲ့တာဟုတ်တယ်မလားနော်ဒီနေ့အချိန်ပါကစ္စတန်တို့အာဖဂန်နစ္စတန်တို့ရောက်ခဲ့တာပေါ့ဗုဒ္ဓဘာသာတွေဟုတ်တယ်မလားနော်တို့တော့တော်တော်လေးကြာတော့နှစ်ပေါင်း600ကျော်900လောက်ကြာတော့သူလည်းပျောက်ကုန်တာ17ရာစုလို့ခေါ်တာပေါ့ဟောဒီအနောထာမီးနဲ့ခစ်ပြန်အိန္ဒိယနိုင်ငံကိုအနောက်ဘက်ကမွတ်စလင်ဘုရင်တွေကဝင်တိုက်တော့တခါလဲဗုဒ္ဓဘာသာတွေပျောက်ကုန်တော့တာပဲသူတို့စီမှာပျောက်ကုန်အဲဒီကပါလာတဲ့အထက်မှာကိုယ်တိုင်ကိုယ်ဌာနသာသနာပြုတဲ့အထက်မှာတီဟိုကျွန်းဆိုတာခဏတီးလင်္ကာနိုင်ငံပေါ့အဲဒီနိုင်ငံကိုရောက်သွားတဲ့ဗုဒ္ဓဘာသာကတော့ခဏချိန်တိဟီးနေသေးတာအဟောစရာသိကောင်းတဲ့အဲဒီနိုင်ငံသားတွေကဗမာနိုင်ငံကိုအထက်ဗမာပြည်အောက်ဗမာပြည်နှစ်ခုလုံးပေါင်းတာမှအင်္ဂလိပ်တွေအုပ်ချုပ်သွားတယ်နှစ်ပေါင်း100ကျော်ပဲအထက်ကနည်းနည်းများတယ်အောက်ပြည်ကနည်းနည်းများတယ်နှစ်ပေါင်း100ကျော်ပေါ့အထက်ဗမာပြည်ကနှစ်ပေါင်း60ပဲနှစ်ခုလုံးပေါင်းလိုက်တော့မှနှစ်ပေါင်း100ကျော်ပဲအုပ်ချုပ်ခံရတာအင်္ဂလိပ်လက်အောက်ရောက်တာတီးလင်္ကာနိုင်ငံဟာလေပေါ်တူဂီတဲ့ Dutch တဲ့အင်္ဂလိပ်တဲ့သုံးမျိုးလက်အောက်ကိုဆက်တက်ရောက်တာနှစ်ပေါင်း450ကြာတယ်နှစ်ပေါင်း450ကျော်ကြာတယ်ဘုရားဘာသာပျောက်မသွားတာကိုပဲတော်လာပြီဟုတ်တယ်မလားနော်အဲဒီတော့အဖက်ဖက်ကထိုးနေချက်လေးနဲ့ဗမာနိုင်ငံကတော့စပြီးတော့ဘုရားဘာသာရောက်တဲ့ချိန်ကစပြီးတော့ဒါဆရာတွေကဘယ်နှစ်ဘက်ကနေပြီးတော့ဟိုဘက်ဒီဘက်ပြန်ပြီးတော့တက်လာကြလို့ခဏချိန်ဒီဘုရားဘာသာကိုတွေ့နေနိုင်တာပေါ့ဗျာဟုတ်တယ်မလားနော်ဘုန်းကြီးခုနကပြောခဲ့တဲ့အတိုင်းတစ်ဖက်ဖက်ကလို့ပျောက်ကြည့်နောက်တစ်ဖက်ဖက်ကသာရိုင်းနေသွားရင်နောက်တစ်ဖက်ကလည်းဘယ်လိုမှရက်တည်လို့မရတော့ဟုတ်တယ်မလားနော်နှစ်ဖက်ပြိုင်တက်လာလို့ဘယ်လိုပဲဖြစ်နေနေပါတန်ဃာတော်ရှင်မြတ်တရားဓမ္မနုကစောင်းနှန်းကြီးကနေတက်တယ်ရွှေကုံဘုရားပေါ်ကိုတရားဓမ္မတွေကပစ္စယနုကစောင်းနှန်းကြီးကနေတက်တယ်အပေါ်ကျတော့ရွှေကုံဘုရားကိုထိုးရတာအတူတူပါပဲတဲ့ဗျာဟုတ်တယ်မလားနော်ဆိုကြပါစို့ရွှေကုံဘုရားကြီးမှာအရှိမုတ်လည်းရှိတယ်အနောက်ဘက်မုတ်လည်းရှိတယ်အရှိဘက်မုတ်ကတက်ချင်တဲ့ပုဂ္ဂိုလ်ကရွှေကုံဘုရားဖူးရင်လို့ဟိုအနောက်ဘက်ဒီအောင်ပတ်သွားနေကြမလို့ပါဘူးဟုတ်တယ်မလားနော်အနောက်ဘက်ကဖူးရင်တဲ့ပုဂ္ဂိုလ်ကလည်းအရှိဘက်ဒီသွားပြီးတော့လက်ပတ်ပြီးသွားနေကြမလို့သူ့အတူတက်သူလမ်းကြောင်းနဲ့သူတက်သွားကြရင်အပေါ်ကြရင်တော့ရွှေကုံဘုရားကြီးကိုရောက်တာရင်တူတူပါပဲတဲ့ဗျာဟုတ်တယ်မလားနော်တရားဓမ္မတွေကလည်းမိမိတို့လုပ်ငန်းတာဝန်တွေဖြစ်တဲ့ပစ္စည်းတွေပါနဲ့တန်ခါတော်ရှင်မြတ်တွေကိုထောက်ပံ့တဲ့တာဝန်ပစ္စယနုကတာဝန်ကိုယူတန်ခါတော်ရှင်မြတ်တွေကလည်းမိမိတို့တာဝန်ဖြစ်တဲ့ဓမ္မနုကတာဝန်ပရိယပရိပတ်လုပ်ငန်းတွေကိုဆောင်ရွက်ကြဆိုလို့ရှိရင်တော့ကိုယ်လုပ်ငန်းကိုယ်သာလုပ်နေကြမယ်ဆိုတော့တာဂါရအနဂါရသဥဘောအညောညနေတိတာအာရာဒယန္တိတတ္တမယောဂခေမမနုဿရံနိဗ္ဗာန်ကိုရောက်တာရင်အတူတူပါပဲလေဗျာဟုတ်တယ်မလားနော်အားလုံးသောဗုဒ္ဓဘာသာဝင်တွေရည်မှန်းချက်ပန်းတယ်ကတော့ဗါတယ်နိဗ္ဗာန်ပဲ
နိဗ္ဗာန်ကိုဘာလို့လိုချင်ကြတာလဲလို့မေးတော့ပြောနိုင်တဲ့ပုဂ္ဂိုလ်ကခက်ရှားရှားပေါ့သို့တော့ဆင်းရဲဒုက္ခတွေမရှိတဲ့နေရာဘုန်းကြီးတို့လူမျိုးတွေကနော်ဘာသာဝင်တွေဆိုကြပါစို့လူသားတိုင်းအားလုံးကဒုက္ခဆိုတဲ့စကားလုံးကိုကြွားဝင်နေပါပြီဟုတ်တယ်မလားဆင်းရဲကိုပြောတာဆင်းရဲဒုက္ခဆိုရင်စားစရာမရှိတာဆင်းရဲဒုက္ခအဖို့စရာမရှိတာဆင်းရဲနေစရာမရှိတာဆင်းရဲအဲ့ဒါလိုထင်နေတာတကယ်တမ်းတရားတော်ရတော့အဲ့ဒီစားဖို့နေရင်းနဲ့ပတ်သက်တဲ့ဆင်းရဲတွေကမပြည့်စုံတာတွေကပညာနယ်ပယ်ကသမုဒိနယ်ပယ်ကဆင်းရဲတွေတကယ်တမ်းဆင်းရဲအစ်စ်မဟုတ်ဘူးပရမတ်ဆင်းရဲအစ်စ်မဟုတ်ဘူးဟုတ်တယ်မလားနော်မိမိတို့တဲ့ချမ်းသာတဲ့မိမိတို့တဲ့ပြည့်စုံတဲ့ဟိုးနိုင်ငံသားတွေမှာမီလီယံနာဆိုတဲ့ပုံကိုယ်ကြီးရှိတယ်အဲ့ဒီပုံကိုယ်ကြီးရောတဖြည်းဖြည်းနဲ့မအိုကြဘူးလားတဖြည်းဖြည်းနဲ့ယောဂါတွေမကပ်ဘူးလားတဖြည်းဖြည်းနဲ့မသေးကြဘူးလားအဲ့ဒီဒုက္ခတွေကမှတကယ်ဒုက္ခအစစ်တွေအပိယိတံပြောကဒုက္ခတွေကိုမကြိုက်တဲ့ပုံကိုယ်တွေကိုယ့်ရဲ့ရန်သူတွေနဲ့အတူတူနေရတယ်ဟုတ်တယ်မလားကိုကြိုက်တဲ့ပုံကိုယ်တွေကြတော့အဝေးရောက်သွားကြတော့ကိုမကြိုက်တဲ့ပုံကိုယ်တွေလက်အောက်ကိုနေရတော့အဲ့ဒါအပိယိတံပြောကဒုက္ခပဲပိယိဝေပြောကဒုက္ခတွေကိုချစ်တဲ့ပုံကိုယ်တွေကိုခင်တဲ့ပုံကိုယ်တွေကိုသားမယားကိုသားသမီးတွေဆရာသမားတွေဆွေမျိုးတွေဘယ်သူမှမခွဲချင်ဘူးဟုတ်တယ်မလားဘယ်သူမှမခွဲချင်ဘူးအတူတူနေကြရပဲနေလို့ရရလားမရဘူးတေခွဲတဲ့သို့မဟုတ်ရှင်ခွဲတဲ့နော်တချို့လည်းနိုင်ငံခြားတွေရောက်သွားလို့ခွဲကြရအတန်လေးပဲကြားနေရုပ်လေးပဲမြင်နေရတော့ဒါအတူတူမှမနေရပဲနဲ့နော်လူမှုချမ်းသာတွေကဘယ်ရှိနေလဲတဲ့ဗျာဟုတ်တယ်မလားခွဲကြရတာကြွာကြရတာနောက်ပိတ်ဆုံးတနေ့ကျသေတော်သေကြရတာပဲအဲ့ဒါတွေကမှဒုက္ခအစစ်မှန်နေတယ်ဗျာဘုရားမြတ်စွာတော့အဲ့တော့စောစောကတရားမှာပြောခဲ့ပြီဘုရားဘာသာတရားတော်ကအကြောင်းနဲ့အကျိုးဆက်ဆက်မှုကိုလက်ခံတယ်လို့ပြောခဲ့တယ်ဟုတ်တယ်မလားနော်ဒါတွေကအကျိုးတွေပဲဒီဆင်းရဲတွေကအကျိုးတွေပဲပိုတဲ့အကျိုးနာတဲ့အကျိုးသေးတဲ့အကျိုးကိုချစ်တဲ့ပုဂ္ဂိုလ်လေးနဲ့ဖွဲ့ခွာတဲ့အကျိုးတွေဖြစ်တာဘာဖြစ်လို့လို့လိုက်ရှာကြည့်တော့အဲ့သူ့ရဲ့ရှင်းသားလေးမှာကတ်တာအကြောင်းလေးကတစ်ခုတည်းပဲသမုဒိယတဲ့သမုဒိယတဲ့ပါဠိလိုပြောတော့သမုဒိယတဲ့သူ့ရဲ့နာမည်တွေကအမျိုးမျိုးပဲအများကြီးပဲသမုဒိယဆိုရင်ကိုဒါနားလည်တဲ့ပုဂ္ဂိုလ်တွေနားလည်ပါလေဟုတ်တယ်မလားသူ့ရဲ့ပါဠိနာမည်တွေကလောဘတဲ့ရာဂတဲ့တဏှာတဲ့ရတိတဲ့ပိယတဲ့ပေမတဲ့သမုဒိယတဲ့တန်ဟောရှင်တဲ့ဝါနဆိုတဲ့စကားလုံးလေးတောင်ပါသေးတယ်ဝါနဆိုတာလည်းပဲအဲ့တဏှာကိုပြောတာပဲဗမာလိုပြောရင်တော့ဘယ်တော့တောင်မဲ့စကားလုံးတွေရှေးရှေးဗမာလိုပြောရင်တော့ဟောဒီမှာဆုပ်ကင်ထားတာကိုယ်ပဲပိုင်နေတယ်ကိုယ်နားမှာပဲနေစေခြင်းနဲ့သူများနဲ့ပတ်သက်သွားရင်အဲ့ဒါဘာလဲခေါင်းကြီးတောက်တော့တာပဲဟုတ်တယ်မလားအဲ့ဒါမျိုးဖြစ်သွားတာကိုယ်ပိုင်ဆိုင်ထားတဲ့ရွှေလေးတွေငွေလေးတွေသိလိုက်ရတာဆဲလိုက်ရတာဟုတ်တယ်မလားသူများနဲ့ပတ်သက်သွားမှာဆိုလို့သူများစီရောက်သွားမှာဆိုလို့အဲ့ဒါဆုပ်ကင်ထားတာတဏှာပဲစာထဲမှာသုံးတယ်ပိယတော်ဇာတိသောကိုတဲ့ပိယတော်ကအကြောင်းသောကိုကအကျိုးပဲအကျိုးပဲသဘောပေါက်လားပိယကအကြောင်းသောကအကျိုးပိယဆိုတာအချစ်ကိုပြောတာပိယတော်ချစ်ချင်းကြောင့်သောကိုဆိုရင်ဒီဇာတိဖြစ်ဣသရေလမှာတိုက်ကြခတ်ကြတာလူတွေတရား1000တွေတဲ့2000တွေတဲ့နဲ့ဗမာနိုင်ငံမှာငိုးတယ်လို့တယောက်မှမရှိဘူးဟုတ်တယ်မလားအဲ့လူတွေသနာလို့လုံးဆိုငိုးတယ်လို့တယောက်မှမရှိဘာလို့လဲသူတို့နဲ့ကိုယ်တို့နဲ့ပြရမှမရှိပဲနဲ့သူတို့လည်းလူတွေပဲခေါင်းပါတယ်လက်တွေပါတယ်ခြေထောက်တွေပါတယ်ဟုတ်တယ်မလားဘာလို့ကိုယ်ကတောကမဖြစ်တာလဲသူတို့နဲ့ကိုယ်ကပြရမရှိလို့သဘောပေါက်လားပြရမရှိလို့တောကမဖြစ်တာပဲအချစ်မရှိလို့အလုံးမဖြစ်တာပဲအချစ်ရှိရင်အလုံးရှိတယ်အချစ်နည်းနည်းလေးရှိရင်အလုံးနည်းနည်းလေးရှိမယ်အချစ်တွေများများရှိရင်အလုံးတွေလည်းများများရှိမှာပဲဘုရားဘာသာတရားတော်ကအဲ့ဒီအကြောင်းနဲ့အကျိုးကိုဆက်ဆက်တယ်အထက်မှာမိုးတွေအကြီးကျယ်ရွာပြီးဆိုအောက်မှာရေလာကြည့်လိုက်မယ်မီးမရှိဘဲနဲ့မီးကိုဆိုတာဘယ်တော့မှမထွက်ဘူးလေဗျာနော်မီးကိုထွက်နေတယ်ဆိုအောက်မှာမီးရှိနေလို့ထွက်တာပေါ့အကြောင်းနဲ့အကျိုးဆက်ဆက်မှုကိုလက်ခံတာဒီနေရာမှာလည်းဒုက္ခဆိုတာအကျိုးတွေပဲတဲ့သူ့ရဲ့အကြောင်းကဘာလဲဆိုခုနပြောတဲ့သမုဒိယပဲရှေ့မှာကတ်တာသမုဒိယကတ်အဲ့တော့ဒီမှာကဒုက္ခကယောဂါတွေဟုတ်တယ်မလားခေါင်းကိုက်တယ်ဗိုက်နာတယ်ယောဂါတွေဒုက္ခဘာလို့ဖြစ်တာလဲဆိုရင်ဗိုက်နာတာကတော့သူ့လိုက်ရှာလိုက်ရှိပါအကြောင်းရှိတယ်အဲ့တော့နှစ်မျိုးဒီနှစ်မျိုးနဲ့ရင်လားတဲ့ဒီနှစ်မျိုးနဲ့ရင်ဆိုရင်ဗုဒ္ဓတွေဆိုတာပွင့်ပေါ်တော်ရှာမလိုပါဘူးလေဗျာစာထဲမှာဓာတ်ရိုက်ပြတယ်လောကကြီးမှာဖရာတွေပွင့်ရတယ်ဆိုတာတတ္တဝါတွေအတွက်အဲ့ဒီဇရာဒုက္ခဗျာတိဒုက္ခမရဏဒုက္ခတွေရှိနေလို့အဲ့ဟိုအပေါက်ကထွက်သွားတာလည်းမဟုတ်ဘူးအပေါ်အမိုးဖောက်ထွက်သွားတာလည်းမဟုတ်ဘူးမြေကြီးထဲဝင်သွားတာလည်းမဟုတ်ဘူးဟုတ်တယ်မလားဘယ်သူမြင်ရလဲဘယ်သူမှမြင်ရဘူးဘယ်ရောက်သွားလို့ဆိုတော့အတုပေါ်နေသွားလက်ဝါးခံကြီးဘာမှဖြစ်တော့ဘယ်ရောက်သွားလို့နော်
ပေါက်ရမယ်အဲ့ဒါမဂ္ဂင်၈ပါးပဲမဂ္ဂင်၈ပါးကိုအချင်းချုပ်လိုက်ရင်၃မျိုးတည်းပဲသီလရဲ့သမာဓိရဲ့ပညာရဲ့သီလသမာဓိပညာလှေကားတဲ့၃မျိုးနဲ့တက်မှအဲ့ဒီနိဗ္ဗာန်ကိုရောက်တယ်ဗျာခုနကပြောတဲ့သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုတာသူကသီလမဂ္ဂင်နေသီလမဂ္ဂင်နေသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပဆိုတာလည်းပညာမဂ္ဂင်သမ္မာဝိရိယသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိဆိုတာသမာဓိမဂ္ဂင်နေဟုတ်တယ်မလားမဂ္ဂဆိုတဲ့စကားလုံးလေးကိုမှတ်ထားပေါ့သူကလမ်းကြောင်းလို့အဓိပ္ပာယ်ဖြစ်တယ်လမ်းကြီးပေါ့ဒီကနေထွက်သွားရင်ဟာညာဘက်ကိုလိုက်ရင်တော့ဘယ်ရောက်မှာဘယ်ဘက်ကိုသွားရင်တော့ဘယ်ကိုရောက်မှာညှို့နိုင်တာပေါ့အဓိပ္ပာယ်ဟုတ်တယ်မလားအဲ့ဒီလမ်းကြောင်းပဲလေကားတွေလေ၃တစ်တည်းရှိပါသေးတယ်ဗျာအနှိမ့်ဆုံးလေကားတွေကသီလအလယ်လေကားတွေကသမာဓိအထက်ဆုံးလေကားတွေကပညာလေကားတွေ၃လေးကိုလည်းအစဉ်တိုင်းနင်းရတယ်ခုံပြန်ကြော်သွားပြီးတက်ချင်လို့မရပါဘူးလေဘုရားဘာသာတရားတော်ကသောတာပန်လို့ခေါ်တဲ့အဆင့်မြောက်ဘဲနဲ့သဂရဂံဆိုတာမဖြစ်ဘူးသဂရဂံအနာဂံမဖြစ်ဘဲနဲ့လေယဟန္တာဆိုတာသွားပြီးတော့မလှမ်းနဲ့မဖြစ်ပါဘူးတဲ့ဗျာဟုတ်လားနော်အနုပုပ္ပနေနအနုပုပ္ပတိတ်ခါလို့စာထဲမှာသုံးတယ်အစဉ်တိုင်းပဲကျင့်လို့ရတယ်သီလမှာမလုံခြုံမနဲ့တမာတိစေကားတွေပေါ်သွားနင်းလို့မရဘူးတမာတိမှာအာမကောင်းသေးပဲနဲ့ပညာဆိုတာအဝေးကြီးပဲဟုတ်လားနော်ဒါကြောင့်မလို့မဂ္ဂင်၈ပါးဆိုတာအဲ့ဒါဗုဒ္ဓမြတ်စွာရဲ့လမ်းစဉ်နိဗ္ဗာန်ကိုတကယ်တမ်းဒုက္ခတွေငြိမ်းအေးရဖြစ်တဲ့နေရာကိုရောက်ဖို့အတွက်လမ်းစဉ်က၄ခုတည်းပဲ၄ခုတည်းပဲနော်အမှန်တရား၄ချက်လို့လည်းသုံးတယ်ဟုတ်တယ်မလားနော်အမှန်တရား၄ချက်လို့လည်းသုံးတယ်ခုနကဘုန်းကြီးပြောခဲ့ပြီးဘယ်သူမှထပ်ဖြည့်တာမျိုးဖြုတ်ပယ်တာမျိုးဘယ်သူမှမလုပ်နိုင်တဲ့အမှန်တရား၄ချက်ခဏလေးချိန်ကြီးနှစ်ပေါင်း2500ကျော်နောက်လည်းပဲလူသားတွေရှိနေတော့ဒီတရားတွေအမှန်နေဦးမှာပဲဟုတ်တယ်မလားလိုက်ရှာကြီးဘယ်နေရာမှဖြည့်เสียမလို့ဒါကြောင့်မို့ဗုဒ္ဓဘာသာရဲ့ရည်မှန်းချက်ပန်းနိုင်ဖြစ်တဲ့နိဗ္ဗာန်ကိုရောက်ဖို့ဆိုရင်တော့အခြေခံဖြစ်တဲ့အုတ်မြစ်ဖြစ်တဲ့သီလကတော့လုံခြုံရမယ်ဗုဒ္ဓဘာသာဝင်တွေပဲဟုတ်တယ်မလားနော်အခြေခံအပြင်၅ပါးသီလဘယ်လူသားမှဘာသာဝင်မှန်တယ်များသီလနဲ့ကျင့်ပြီးနေလို့မရဘူးအဲ့ဒါမှတ်ထားဗျာနေလို့မရဘူးကိုရင်လေးတွေတဲ့ဥစဉ်နေတဲ့ဟုတ်လားသူအရှင်းမြင့်တဲ့သီလတွေကိုထင်းထင်းဆောက်ရှောက်ကြတာဆိုတာတော့ဘာဖြစ်လို့သင်္ကန်းဝင်ဝကြတာလဲလူဝကြောင့်ဘဝနဲ့တဲ့နိဗ္ဗာန်မဲ့ဖို့ရောက်အောင်လုပ်နိုင်တာပါပဲဗျာအရှင်ဘုရားလို့ဘာလို့ဝင်ဝကြလဲမေးလို့ရှင်တော့အဖြေလေးကတခုတည်းပဲဘာဖြစ်လို့လဲတရားဓမ္မတွေကနိဗ္ဗာန်ကိုရောက်ဖို့အတွက်9မိုင်လောက်လိုသေးတယ်သွားနေကြတာဒီစီတိုင်းပြီးသွားနေကြတာပဲဘုန်းကြီးရဟန်းတွေကတော့10မိုင်လောက်ပဲလိုတော့တယ်ဘာဖြစ်လို့အဲ့လောက်တော့ဘုန်းကြီးရဟန်းတွေကရှေ့ရောက်လာတယ်ဗျာမေးလို့ရှင်တော့အဲ့ဒီသီလကွာသွားတာပဲပါဠိမောက္ခတံဝရသီလတဲ့အိန္ဒြိယတံဝရသီလတဲ့ပစ္စယတန်နေတိတာသီလတဲ့အာဇီဝပါဠိတော်သီလတဲ့လူ့ကြောင့်လည်းထိမ့်သိမ့်လို့မရဘူးနော်တန်ဃာတော်ရှင်မြတ်တွေခေါင်းကစပင်ကိုရိတ်ရပြီးတော့ဖိုင်ရင်စွန်းတဲ့အဟုတ်ကိုဟုတ်တဲ့ပုဂ္ဂိုလ်တွေကလည်းအဲ့ဒီသီလလေးတွေကိုထိမ့်သိမ့်စောင့်ရှောက်ဖို့ရထိုက်တန်ပါတဲ့ဗျာဟုတ်တယ်မလားလူ့ကြောင့်တွေကတော့အလွန်ဆုံး5ပါးသီလပဲသူ့ရဲ့ပို့သွားရင်10ပါးသီလ10ပါးသီလဒီလောက်ပဲပြောရမယ်ဆိုရင်တော့အဲ့ဒီမှာအိန္ဒြိယတံဝရသီလဆိုတာဒကာကြီးတွေဒကမကြီးတွေရက်ွက်ထဲသွားဟိုဘက်အိမ်ကစားပြီးရပြီလားဒီဘက်အိမ်ကတော့ဘာတွေချက်ပြောသွားဘာကြီးကနော်သဘောကောင်းတယ်ဗျကြီးတော်ကြီးရတယ်တော်တို့ပေါ့အာယုထားတယ်အဲ့လိုထင်းနေကြမှာပဲလူသားတွေဟုတ်တယ်မလားနော်လူ့ကြောင့်တွေပေါ့ဘုန်းကြီးရဟန်းကအဲ့လိုသွားပြီးရက်ွက်ထဲလိုက်អော်ကြည့်ပါလားဟိုဒကမကြီးကဘာလို့နာလဲဟိုဒကမကြီးကစားပြီးလားကလေးတွေကဘယ်သွားကြတော့စိတ်ထဲကသာမပြောရဲလို့သာရှိမယ်ဘုန်းကြီးကဘယ်နာကြီးပါလဲဟုတ်လားနော်လူနဲ့တူးနေတာပဲဆိုတဲ့ပုံစံမျိုးရှိသွားမှာဘုန်းကြီးရန်ဆိုတာမျိုးရဲရွာရဲသွားရင်စက္ကုသောတာခန္ဓာစိန်ဝါကာယအိန္ဒိယ၅ပါးကိုစောင့်ရှောက်တယ်အဲ့ဒါကိုအိန္ဒြိယတံဝရသီလလို့ခေါ်တာဗျာအိန္ဒြိယတံဝရသီလခုနကတော့နံပါတ်1ကကျမ်းနေတယ်ပါဠိမောက္ခတံဝရသီလဆိုတော့မြတ်စွာဘုရားပြညတ်ထားတဲ့သိက္ခာပုဒ်တွေပေါ့အထင်းထင်းစောင့်ရှောက်တယ်ပစ္စယတန်ခေတိတာသီလတဲ့ဟောဒီမှာဘုန်းကြီးယဟန်နေနော်ဟောသင်္ကန်းဆိုတာတစ်ထည်တည်းရှိတာနော်အပေါ်မှာဝတ်ထားတာကိုယုံနဲ့ခါမှာဝတ်ထားတာတင့်တိုင်းခါဝတ်ပေါ့ရဟန်းခံတဲ့တရားကြီးတွေသိလိုက်တယ်အပေါ်ကနေထပ်ဝတ်တယ်နှစ်ထပ်တင်လိုက်တယ်နော်အဲ့ဒီ3တယ်ပဲကိုယ်ပိုင်ထားခွင့်ရှိတယ်3တယ်ပဲကိုယ်ပိုင်ထားခွင့်ရှိတယ်ကျန်တဲ့သင်္ကန်းတွေအရှင်ဘုရားတို့ကကိုယ်ပိုင်မဟုတ်ဘူးလားဝါဆိုလူဆိုလဲတပည့်တို့အများကြီးကတ်တာပဲကထိန်ဆိုလဲလာတော့မယ်တပည့်တို့ကတ်တာအရှင်ဘုရားတို့ကိုယ်ပိုင်မဟုတ်ဘူးလားဗျာကိုယ်ပိုင်မဟုတ်ဘူးထားခွင့်မရှိဘူးမြတ်စွာဘုရားရှင်နော်ပန်းတကူဆရာတော်ကြီးတွေကိုပန်းတကူသင်္ကန်းကတ်တယ်ဆိုရင်ကြားဦးကြတယ်မယ်ဆရာတော်ကြီးတွေကြွလာတဲ့လမ်းကိုမိမိဝတ်စေချင်တဲ့သင်္ကန်းလေးကိုတွားပြီးတော့ချထားလိုက်ရင်ဆရာတော်ကြီးကဒီသင်္ကန်းကိုကောက်ပြီးတော့ဂျိုင်းကြားကိုညှက်သွားတာမဟုတ်ဘူးတပိတ်ပေါ်တင်သွားတာမဟုတ်ဘူးဒီသင်္ကန်းကိုကောက်တာနဲ့ဒီပိုင်းနဲ့ဒီဝတ်ထားတဲ့သင်္ကန်းကိုခွာချပြလိုက်တာစွန့်ပြလိုက်တော့လား
တစ်ချိန်ထဲမှာ3နယ်ပဲကိုယ်ပိုင်ဖြစ်တဲ့ထားခွင့်ရှိတယ်မှတ်ထားဖို့ဟုတ်တယ်မလားလူ့ကြောင့်လေအများကြီးပဲအပြာအဝအနီးစိမ်းတော့ပေါ်တယ်မြဝယ်ဖို့တော့ဟုတ်လားဗီယိုကြီးတွေတစ်တာကြီးနဲ့မဆန့်နိုင်ဘူးအပြည့်သူတို့ကိုယ်ပိုင်နေကြီးပဲဟုတ်တယ်မလားနော်အဲ့ဒါအဝတ်နဲ့ပတ်သက်တဲ့တတ်မဲ့မှုတဏှာတွေဖြစ်လာကိုယ်ဟာလေးကတော့ဘယ်သူယူဖို့သွားပါလိမ့်ဒါတွေကတော့ဘယ်သူအများရုပ်သွားပါလိမ့်အဲ့ဒါအဝတ်ပေါ်တတ်မဲ့မှုဖြစ်လာဘုန်းကြီးဟန်နေရတော့ဒါပဲဒီ3တယ်ပဲအဲ့ဒါလဲပြီးတော့မှသူကတစ်ထည့်ကိုဝတ်ခွင့်ရှိတယ်အဲ့ဒါကိုပစ္စယကံနေတိတတိလပစ္စည်းနဲ့ပတ်သက်ပြီးတော့တူမိသိစရာနဲ့ပတ်သက်ပြီးတော့လိုက်လာရတဲ့တီလလို့အဓိပ္ပာယ်ထွက်တယ်နောက်တစ်ခါအာဇီဝပါဠိတုတ်တိလနောက်ဆုံးတစ်ချက်ပေါ့ပါဠိမောက္ခတံဝရတိလအိန္ဒြိယတံဝရတိလပစ္စယကံနေတိတတိလအာဇီဝပါဠိတုတ်တိလဆိုတာခုနကပြောတဲ့အတိုင်းပဲတပိတ်နဲ့ဆုံးခံစားတာပစ္စည်းလေးပါးနဲ့ပတ်သက်ရင်မအပ်မရာတွေမလုပ်တာဟုတ်ကလားအတ္တမွေးဝမ်းကြောင်းရဲ့တန်ရှင်းစင်ကြယ်မှုအာဇီဝပါဠိတုတ်တိလို့ခေါ်တာ၄မျိုးအဲ့တော့စတုပါဠိတုတ်တိတိလဆိုတာအဲ့ဒီ၄မျိုးကိုပြောတာပါဗျာဟုတ်တယ်မလားပါဠိမောက္ခတံဝရတိလဣန္ဒြိယတံဝရတိလပိစယတန်နေတိတတိလအာဇီဝပါဠိတုတ်တိတိလအဲ့ဒီ၄မျိုးကိုယဟန်တန်ဃာတော်တွေဒါလည်းထိမ့်သိမ်းစောင့်ရှောက်နိုင်ခွင့်ရှိတယ်အဲ့လိုတိလကအစစ်မြင့်လို့လည်းပဲလူ့ဘုကြောင့်တရားဓမ္မတွေပို့ပြီးတော့နိဗ္ဗာန်နဲ့နီးကပ်ပါတယ်ဗျာဟုတ်ပြီလားနော်အဲ့တော့တရားကိုအနှစ်ချုပ်တော့မယ်နိုင်ဝဲလောက်ပဲမှန်းထားတာတော်တော်များသွားပြီဟုတ်လားနော်အဲ့တော့ဒီဓမ္မယုံနဲ့ပတ်သက်ပြီးဆုံးလောင်းခြင်းနဲ့ပတ်သက်ပြီးတော့ဟောဒီမှာဆရာတော်ကြီးကလည်းဥဆောင်တယ်တုံလေးဆရာတော်ကလည်းဟုတ်တယ်မလားနော်မိမိတို့တို့ကလည်းနောက်ကနေလိုက်ပါပြီးတော့ညီညွတ်ညွတ်နဲ့ဆောင်ရွက်နေကြလို့ခုချိန်ကြီးဟုတ်လားနော်တက်တန်းရှည်နေတာဘုန်းကြီးကသတိပေးခဲ့မယ်ဟုတ်လားနော်ခုနကဩကာသဆုံးကမညီမညွတ်တယ်လို့ပဲဘုန်းကြီးတို့ဗမာဆိုတဲ့လူမျိုးတွေကလည်း2ယောက်ရှိရင်3ဖွဲ့꿰တဲ့လူမျိုးတွေဟုတ်တယ်မလားနော်ကတိကပ်ဖက်လူတွေတော့ပါလာလိမ့်မယ်တီးခံရတီးခံနော်တီးခံမှဘာဖြစ်တယ်လဲနိဗ္ဗာန်ရောက်တယ်တီးခံမှနိဗ္ဗာန်ရောက်တယ်ဟုတ်တယ်မလားနော်တဗ္ဗေပိကုသလာဓမ္မာခန္တီယာယတ္တယာဝဝုဒ္ဓရေတဲ့ကုသိုလ်တရားမှန်တယ်ခန္တီမရှိရင်ဘယ်တော့မှမပွားဘူးလေဗျာဘယ်တော့မှမတိုးတက်ဘူးလေဟုတ်တယ်မလားသီလသမာဓိပညာဉာဏ်ခန္တီဗဒါနကာရဏခုနကပြောတဲ့သေကား၃တိရဲ့အခြေကဘာလဲခန္တီအဲ့တော့တီးခံကြဗျာအဖွဲ့အစည်းနဲ့လှုပ်လို့ကြပြီဟုတ်တယ်လားဟုတ်တယ်မလားနော်ကိုတယောက်တည်းတော့ခုနက2ယောက်ရှိလို့3ဘက်ကွဲတော့သွားမပြောပါနဲ့ကိုတယောက်တည်းကိုကိုယ့်အကိုတယောက်တည်းကိုပဲမတည့်ချင်ဘူးသဘောပေါက်လားကိုဘွားကိုပြန်စဉ်းစားကြည့်ဘယ်သူမှကျင့်တဲ့ပုဂ္ဂိုလ်လို့ယာဂိုင်နှုံးပြည့်မရှိဘူးငါဓာတ်တွေဖြစ်ထိုက်တယ်ဒါတော့ကတော့ငါနဲသေးတယ်ထင်တဲ့ပုဂ္ဂိုလ်တွေကြီးပဲဟုတ်တယ်မလားကိုဘွားကိုမကျင့်တတ်လို့ရှိရင်အဲ့ဒီမကျင့်တတ်တာဟာဒီပင်လည်းဘာဖြစ်လဲကိုနဲ့မတည့်တာပဲကိုအလိုမကြတာပဲကိုကျင့်တတ်နေတဲ့ပုဂ္ဂိုလ်အလိုကြနေတဲ့ပုဂ္ဂိုလ်ကသူ့အလိုတဲ့နေတာပေါ့ဟုတ်တယ်မလားနော်အလိုမကြဘူးဆိုမတဲ့တဲ့ပုဂ္ဂိုလ်ဒါကြောင့်မလို့တတိပေးစကားပြောကြချင်တာကတော့အသင်းဖွဲ့နဲ့အလုပ်လုပ်ကြပြီအများနဲ့အလုပ်လုပ်ကြပြီဆိုလို့ရှိရင်တော့အဲ့လိုခဲရခဲစစ်တွေအခက်ခဲလေးအဖို့ဖြစ်လေးရတော့နေရာတိုင်းမှာပေါ်တတ်တာခန္တီလို့ခေါ်တဲ့ပြီးခံခြင်းတရားတွေလက်ကင်ထားပြီးတော့ဆောင်ရွက်လုပ်ကိုင်ကြပါလို့ဘုန်းကြီးကအဲ့ဒါလေးကိုမေတ္တာလက်ဆောင်ဓမ္မလက်ဆောင်လေးလည်းပေးလိုက်ချင်ပါတယ်ဗျာဟုတ်လားနော်ဒါကြောင့်မို့မိမိတို့ခဏပြုလို့စီးပူးကြတဲ့ဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်အစုစုတို့ကြောင့်အားလုံးသောသူတော်ဆယ်အပေါင်းတို့ဒီမိမိရဲ့အကျိုးသူတစ်ပါးရဲ့အကျိုးသာသနာတော်ကြီးရဲ့အကျိုးကိုထမ်းဆောင်နိုင်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်များဒီဘဝစက်တိုင်းဖြစ်ကြပြီးတော့မအိုရာမနာရာမတေရာအားလုံးသောဆင်းရဲခတ်သိမ်းတို့ရဲ့ကင်းခြင်းရာဖြစ်တဲ့အတ္တမတ္တနိဗ္ဗာန်မြတ်ကိုလျင်မြန်စွာမျက်မှောက်ပြုလွယ်နိုင်ကြပါစေကုန်သောဟူ၍ပထနာအောင်ဆုပြုလိုက်ကြစေကုန်ရာတည်း